နောက်ဆုံးပတ်ကချင်ပြည်နယ်အရက်သားလူခွင့်ရေးချိုးဖောက်မှုနဲ့ထူခြားဖြစ်စဉ်ကချင်ပြည်နယ်ဇွန်လနောက်ဆုံးပတ်တွင်လက်နက်ကြီးမိုင်းပေါက်ကွဲမှုကြောင့်3ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ရွှေကူမြို့တွင်အရက်သား3ဦးမတရားဖမ်းဆီးခံရမှုနဲ့တိုက်ပွဲကြောင့်အရက်သားများထွက်ပြေးတိမ်းရှောင်နေရပါတယ်။ဇွန်လ29ရက်နေ့တွင်ဖက်ကန်ဒေတာစစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့မရှိကထောင်ရက်ကွက်တွင်မိုင်းပေါက်ကွဲမှုကြောင့်ဈေးဝယ်ပြီးပြန်လာတဲ့လင်မယား2ဦးထိခိုက်ဒေဆုံးခဲ့ပါတယ်။၎င်းဒေဆုံးသူ2ဦးမှာမရှိကထောင်ရက်ကွက်မှကိုဆိုင်ပူတဲ့တော်မျိုးတို့လင်မယားပဲဖြစ်ပါတယ်။လက်ရှိတွင်ကချင်ပြည်နယ်နေရာအနှံ့တိုက်ပွဲဖြစ်ပွားလည်ရှိနေပြီးရွှေကူမြို့တွင်တိုက်ပွဲအရှိန်အမြင့်ဆုံးဖြစ်ပွားနေပါတယ်။ရွှေကူမြို့နေရဲ့အနောက်ဘက်အေယာဝတီမြစ်ဖက်ကမ်းမှာအရက်သားပြည်သူများဟာတိုက်ပွဲကြောင့်တောထဲထွက်ပြေးတိမ်းရှောင်နေရပြီး၎င်းတို့အတွက်အခြေခံစားသောက်ကုန်ဆေးဝါးနဲ့မိုးရသည့်ဖြစ်တဲ့အတွက်နေရာထိုင်ခင်းအမိုးကာဖို့မိုးကာများအရေးပေါ်လိုအပ်နေပါတယ်။ဇွန်လ22ရက်နေ့တွင်ရွှေကူမြို့ပြင်စင်ကုန်းတွင်လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အရက်သား2ဦးထိခိုက်ဒဏ်ရာရရှိပြီးအမျိုးသား2ဦးသေဆုံးခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲဇွန်လ22ရက်နေ့တွင်ရွှေကူမြို့ထွေအုပ်ရုံးအနီးတွင်စစ်သားများစီးလာတဲ့စစ်ကားတစ်စီး3ဘီးကားတစ်စီးကိုတိုက်မိကအမျိုးသား3ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။အခြားထူးခြားဖြစ်စဉ်သတင်းများအနေဖြင့်ဇွန်လ28ရက်နေ့တွင်ဖက်ကတ်စိတ်မှုကျေးရွာအုပ်စုနတ်မော်ကျေးရွာ3သိန်းမော်ဖက်မြေစာပုံပြိုကျမှုဖြစ်ခဲ့ပါတယ်။၎င်းမြေစာပုံပြိုကျမှုတွင်ရုပ်အလောင်း9လောင်းရရှိထားကြောင်းလူမှုကွန်ရက်စာမျက်နှာများတွင်ဖော်ပြထားပါတယ်။ကချင်ပြည်နယ်ဝန်ကြီးချုပ်ခတ်ချိန်တန်းသည်တရုတ်ပြည်မှအပြန်ပြည်သူများကန့်ကွက်နေတဲ့မြစ်ဆုံစီမံကိန်းတွင်ရှစ်နှစ်အတွင်းအကောင့်အထည်ဖော်မည်ဟုပြောပါတယ်။ရွှေကူဒေသတွင်ပြည်သူများအနေဖြင့်စစ်တပ်နှင့်ပတ်သက်ဆက်နွယ်ခြင်းနဲ့တည်င်းပေးခြင်းမပြုလုပ်ရန် KIA ဖက်မှဇွန်လ23ရက်နေ့တွင်ထုတ်ပြန်ခဲ့ပါတယ်။